လေးတငယ်တိုင်းရဲ့အခွင့်အရေးကလေးတငယ်တိုင်းဟာကာကြီးအသက်ရှင်သန်ရန်မွေးရပါအခွင့်အရေးများရှိသည်ခါခွေကလေးတငယ်ဤအကောင်းဆုံးအကျိုးစီးပွားများခံစား권ရှိသည်ကငယ်မိဘနှစ်ပါးသို့မဟုတ်တစ်ပါးပါအသက်ရှင်လျက်ရှိပါကရင်းတို့နှင့်အတူနေထိုင်ကြည်ပြင်းရန်အခွင့်အရေးရှိသည်ဂါကြီးမြည်သည့်အကြောင်းနှင့်မျှခွဲခြားဆက်ဆံခြင်းမခံရစေရငါမိမိ၏ယုံကြည်ချက်ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိသည်စာလုံးကိုးကွယ်သည့်ဘာသာသာသနာစကားစာပေယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများကိုလွတ်လပ်စွာကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်စလေဥပဒေအရခွင့်ပြုထားသောကလေးတငယ်ဆိုင်ရာအသင်းအဖွဲ့သို့မဟုတ်အစည်းအရုံးများလူမှုရေးသို့မဟုတ်ဘာသာရေးအဖွဲ့အစည်းများတွင်ပါဝင်ခွင့်ရှိသည်ဇာခွဲယဉ်ကျေးမှုနှင့်အမှုပညာဆိုင်ရာလှုပ်ရှားမှုများတွင်ပါဝင်ဆောင်ရွက်ခွင့်ရှိသည်စာမြင်စွဲမိမိတို့၏ဘက်ဆောင်ဖွံ့ဖြိုးရေးအတွက်အထောက်အကူပြုစေမည့်စာပေများဖတ်ရှုနိုင်ခွင့်ဘဝတုတများလေ့လာစည်းပူးနိုင်ခွင့်သတင်းများရယူနိုင်ခွင့်ရှိသည်ညအားလက်ချိန်နှင့်ကစားချိန်များရပိုင်ခွင့်ရှိပြီးအသက်အရွယ်အလိုက်အားကစားလှုပ်ရှားမှုများတွင်ပါဝင်ဆင်နွှဲခွင့်ရှိသည်ဒါတလင်းကျိတ်ဥပဒေနှင့်အညီအမွေဆက်ခံခွင့်ရှိသည်ထာဝန်ပဲပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိပြီးပိုင်ဆိုင်သည့်ပစ္စည်းဥစ္စာအတွက်ဥပဒေအရအကာအကွယ်ရထိုက်ခွင့်ရှိသည်ဒါရင်ကလေးတငယ်တိုင်း၏ဂုဏ်သိက္ခာပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နှင့်လုံခြုံမှုကိုအကြောင်းမဲ့ထိပါခြင်းမခံရစေရန်ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိသည်ဒါရင်မို့ကာကြီးမှဒါရင်ကောက်အထိပါအခွင့်အရေးများအပြင်ကလေးတငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါကလေးတငယ်၏အခြားအခွင့်အရေးများကိုတန်းတူညီမျှစွာရရှိခံစား권ရှိသည်